တော်ယုံနဲ့စာတော်ယုံမဟုတ်တော့ဘူးလေးခုလို့ပြောလာတယ်အဲ့တော့ပထမတစ်ခုကတော့ physical intelligence ကျမဖို့လိုပဲလို့ပြောလာ EQ လို့ပြောတယ်နောက်ဒီမှာရှိတဲ့လူတွေအားလုံးသတိထားစီခြင်းနဲ့ MWEA လည်းအားပေးခြင်းနဲ့ကျမကြီးကိုနည်းနည်းလေးပို့ပြီးအာရုံစိုက်ပါလှုပ်ရှားမှုနော်ကိုနေနဲ့အလုပ်လုပ်တဲ့ခါမှာတော်တော်လေးလေးရှိအောင် PQ ကိုစဉ်းစားဖို့လိုတယ်အဲ့တော့ physical intelligence ပြီးတော့နာ mental IQ ခုကကျွန်တော်ငယ်ငယ်တော့မသိခဲ့ရတဲ့ဟာတခုကတော့ emotional intelligence EQ အမိမိနဲ့မိကွာ EQ ကိစ္စ EQ ကိစ္စကတော့လူတစ်ယောက်က IQ နေတာမနေတာမဟုတ်တော့ဘူး EQ လို့ခေါ်တဲ့ EQ မှာတော့၄ခုပဲပါတယ်ကိုယ့်အကြောင်းကိုသိဖို့အမိမိနဲ့မိကွာကိုယ့်အကြောင်းကိုသိခြင်းကိုယ့်အကြောင်းကိုသိဖို့ဆိုတဲ့ self awareness လူတွေဟာကိုယ့်အကြောင်းကိုသိသလားလို့မေးသိတယ်လို့ပြောကြတကယ်တော့မပြည့်စုံဘူးနော်မေးကြည့်ပါဦးမယ်လေကိုယ့်အကြောင်း